ဒီနေ့တော်တော်လေးကိုစိတ်လိုရှောင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မိသားစုဒီညာကြီးလေးရောက်ရှိနေတာဖြစ်တဲ့အတွက်မိသားစုရဲ့တူတူကျွန်တော်ဇက်တပင်နဲ့ပတ်သက်တဲ့ commercial ပထမဦးဆုံးရိုက်ပြီးပြသတဲ့အချိန်မှာမိသားစုရဲ့တူတူကြည့်ရမှာဆိုတော့တံမိုးမဖြတ်နိုင်ပါဘူးအားလုံးတူတူကြည့်ရှုပေးကြပါဦးခင်ဗျာအစင်လာမပြတ်တဲ့မင်္ဂလာရှင်အားတွဲလျက်ကလေးကနာတိုးပါလို့ဘေကဘာမယိုးတဲ့ယေရနာမျိုးရဲ့ကထာဝရရဲ့သာစင်မြတ်သူတို့ကျင်တဲ့ဘုရားပရဏရဲ့သာသစ္စာမှုရဲ့ယေရနာထာဝရဝိစေမာရွှေလားရွှေရီကဆုံးဆန်အောင်ရည်နေတာခနဲ့ညီရှင်ပြီးသာတဲ့ဒီတွင်ဒီချစ်တဲ့ဒီပြိသက်တွေအပေးတဲ့လက်ခုပ်တန်းရဲ့စစ်ဒီကမာဒီသာလာဝေးစေရဲ့နာဒီရွှေရနာစီကလေးချွဲပါပြီကိုရှိန်ဝမိုးတို့ကြည်အစစ်ထဲဝါမြည်ထောင်းရရဲ့ဝိတ်စိတ်အစင်တိုင်းကမင်းမေဝိစေရနာလေးနဲ့ညီထာဝရဝိစေထာဝရဝိစေရွှေရောင်စတဲ့ဘေးဘေးရှင်ထာဝရရဲ့တည်တယ်ထာဝရရဲ့ဘုံဘုရားထာဝရဝိစေထာဝရဝိစေရွှေရသွေးကစင်မဲ့စင်ရသူလိုက်ချစ်တယ်စေရနာများယုံကြည်စိတ်ချရဆုံးစိတ်ရွှေရနာဆုံးဝိစေဟာရွှေရည်သွေးပြေပြီးကစက်တလက်ရဆိုင်များဆုံးထာဝရဝိစေမှာထာဝရဝိစေတော့ပါစွာလေးလက်နေလို့ရွှေဘုံစစ်ထားသလိုပြောရွှေရောင်တဲ့ဖိတ်ဖိတ်တာထာဝရဝိစေစိတ်ချလာရစိတ်ချရွေးဆုံးရအောင်ခဲနာရနာလာတော့ပြေပါလားဝိစေဒီတဲ့ကြီးကိုချက်ပြည့်ပြေဆုံးထာဝရဝိစေရနာပြောင်းဝိစေထာဝရဝိစေထာဝရဝိစေထာဝရဝိစေရေရပါမျိုးရဲ့ရေနာမျိုးရဲ့စီချေကထဲဝါလို့ဖြစ်ပြီးစေရနာရွှေဆုံးထာဝရဝိစေယုံကြည်စိတ်ချရဆုံးထာဝရဝိစိန်